ကျွန်တော်အလုပ်လာရှာတာဗျ။ကိုတို့ကလေအလုပ်သမားတွေရှိပြီးတော့ကတ်ထားကျွန်တော်လာရှာတာဗျ ဒါဆိုရင်ညီလေးနဲ့နာမည်ကိုခေါ်တယ်မသိဘူး ။ကျွန်တော်နာမည်ကညီတိုးတူတာပါဗျာ နေတိုးတူတာ ။ဟုတ်ကဲ့ ဆိုင် ဟုတ်ကဲ့ ဒါပေမဲ့ညီလေးကိုတို့အင်တာဗျူးမစခင်ညီလေးနည်းနည်းစဉ်းစားဖို့လိုမယ်နော်ဘာဖြစ်လို့လဲဆိုတော့ကိုတို့ဒီအလုပ်ကလာလျှောက်တဲ့လူတွေနဲ့အဲကြောင့်မလို့ညီလေးအနေနဲ့လုံနိုင်မလားမလုံနိုင်မလားဆိုတော့စဉ်းစားကြည့်ပေါ့ ဟာဘာလို့မလုပ်နိုင်ရမှာလို့ကျွန်တော်ကျွန်တော်အလုပ်လာရှာတာဗျ။ကိုတို့ကလေအလုပ်သမားတွေရှိပြီးတော့ကတ်ထားကျွန်တော်လာရှာတာဗျ ဒါဆိုရင်ညီလေးနဲ့နာမည်ကိုခေါ်တယ်မသိဘူး ။ကျွန်တော်နာမည်ကညီတိုးတူတာပါဗျာ နေတိုးတူတာ ။ဟုတ်ကဲ့ ဆိုင် ဟုတ်ကဲ့ ဒါပေမဲ့ညီလေးကိုတို့အင်တာဗျူးမစခင်ညီလေးနည်းနည်းစဉ်းစားဖို့လိုမယ်နော်ဘာဖြစ်လို့လဲဆိုတော့ကိုတို့ဒီအလုပ်က ကျွန်တော်အလုပ်လာရှာတာဗျ။ကိုတို့ကလေအလုပ်သမားတွေရှိပြီးတော့ကတ်ထားကျွန်တော်လာရှာတာဗျ ဒါဆိုရင်ညီလေးနဲ့နာမည်ကိုခေါ်တယ်မသိဘူး ။ကျွန်တော်နာမည်ကညီတိုးတူတာပါဗျာ နေတိုးတူတာ ဟုတ်ကဲ့ ဆိုင် ဟုတ်ကဲ့ ဒါပေမဲ့ညီလေးကိုတို့အင်တာဗျူးမစခင်ညီလေးနည်းနည်းစဉ်းစားဖို့လိုမယ်နော်ဘာဖြစ်လို့လဲဆိုတော့ကိုတို့ဒီအလုပ်ကလာလျှောက်တဲ့လူတွေနဲ့အဲကြောင့်မလို့ညီလေးအနေနဲ့လုံနိုင်မလားမလုံနိုင်မလားဆိုတော့စဉ်းစားကြည့်ပေါ့ ဟာဘာလို့မလုပ်နိုင်ရမှာလို့ကျွန်တော်ရွာမှာကျွန်တော်အလုပ်လာရှာတာဗျ။ကိုတို့ကလေအလုပ်သမားတွေရှိပြီးတော့ကတ်ထားကျွန်တော်လာရှာတာဗျ ဒါဆိုရင်ညီလေးနဲ့နာမည်ကိုခေါ်တယ်မသိဘူး ။ကျွန်တော်နာမည်ကညီတိုးတူတာပါဗျာ နေ